2016မှာကျတော့ပါတီညီလာခံပြန်လည်ကျင်းပတဲ့အချိန်မှာပါတီတွင်းရွေးချယ်တင်ပြမှုကကျွန်တော်ဟာပြည်ခံမျိုးပါတီဗဟိုကော်မတီဝင်ဖြစ်ဒါရွေးချယ်တာဝန်ပေးခြင်းခံရပါတယ်အဲ့လိုရွေးချယ်ခံတဲ့တပြိုင်တည်းထဲမှာလည်းကျွန်တော်ရဲ့တာဝန်ကဌာနချုပ်ကိုရောက်သွားပြီးတော့မှဌာနချုပ်ကိုရောက်တဲ့အချိန်မှာပဲပါတီမှာလည်းအတွင်သစ်နဲ့ပြုပြင်ပြောင်းလဲမှုတွေလုပ်တဲ့အချိန်မှာအရသာပညာတတ်လူငယ်တယောက်ကိုပါတီရဲ့မျက်နှာစာဖြစ်တဲ့ပါတီရဲ့ဖိတ်ခါဖြစ်တဲ့ပါတီရဲ့စုပ်ပါဆန်ပေါ့ပြောရေးဆိုမှုရှိသူအဖြစ်ဒါအင်မတန်အရေးကြီးတဲ့တာဝန်ဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်ကိုပေးတဲ့အချိန်မှာကျွန်တော်တို့ပါတီအဲ့ဒါကျွန်တော်တို့တိုက်ခိုက်နေတဲ့ဟာတွေကိုရောကြသွားဖို့အတွက်နဲ့ပြည်သူရဲ့အမြင်မှာပြည်ခိုင်မျိုးပါတီကပြုပြင်ပြောင်းလဲမှုတွေလုပ်နေပါပြီအတွင်သစ်နဲ့သွားနေပါပြီဆိုတော့ပြောနိုင်ဖို့အတွက်ကျွန်တော်ဟာတခါမှဗီဒီယိုလည်းမရိုက်ဘူးဓာတ်ပုံတော့မှကောင်းကောင်းမရိုက်ဘူးလေကျွန်တော်ကမီဒီယာရဲ့ရှေ့ကိုရုပ်တရက်ကြီးကျွန်တော်ထွက်သွားပြီးတော့မှကျွန်တော်ပါတီပြောရေးဆိုပြီးအဖြစ်ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့ရပါတယ်ကျွန်တော်တို့အတိုက်ခံပါတီဖြစ်သွားတယ်အစိုးရက NLD အစိုးရဖြစ်သွားတယ်ကျွန်တော်မူကြတယ်နံပါတ်1 NLD ပါတီကမြည်သည့်ပုံကိုမှကျွန်တော်တိုက်ခိုက်မှုမလုပ်ဘူးဒါကျွန်တော်ရဲ့ခံယူချက်ပါတီရဲ့ခံယူချက်လူကြီးတွေရဲ့လက်ညှိုးချက်နံပါတ်2ဘယ်ပါတီကိုမှကျွန်တော်တို့တိုက်ခိုက်ကြမရှိကိုယုံကြည်ချက်ကိုခံယူချက်တွေနဲ့ကိုယုံကြည်ရသွားရင်ကျွန်တော်တိုက်ခိုက်ကြမလို့ကျွန်တော်တို့ဒီအတိုက်ခံပါတီဖြစ်တယ်ကျွန်တော်တို့ NLD အစိုးရဖြစ်လာတဲ့အချိန်မှာအစိုးရတရက်ဒီပြည်သူလူထုရွေးချယ်မှုနဲ့အစိုးရဖြစ်လာတဲ့အချိန်မှာတိုင်းပြည်ကိုအလုံးစုံတာဝန်ယူရတယ်တရားစီရင်ဥပဒေပြုရေးအုပ်ချုပ်ရေးတာဝန်ယူရတယ်အစိုးရမူဝါဒတွေမကောင်းဘူးမှားတယ်လွဲမှားတယ်ဆိုရင်ပြည်သူလူထုဒုက္ခရောက်နေတာဖြစ်တဲ့အတွက်တိုင်းပြည်ဒုက္ခရောက်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့အမျိုးသားလုံခြုံရေးနဲ့အမျိုးသားအကျိုးစီးပွားအလို့ငါအစိုးရရဲ့လွဲမှားတဲ့မူဝါဒတွေဆိုပြီးတော့ကျွန်တော်တို့ဝေဖန်တယ်တားဆီးတယ်ထောက်ပြတယ်အစိုးရကလုပ်တဲ့ကိစ္စကတိုင်းပြည်နဲ့လူမျိုးတွေအကျိုးရှိတယ်ဆိုရင်ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်ပေးတယ်အားပေးတယ်ကျွန်တော်တို့ထောက်ခံကြောင်းကျွန်တော်တို့ကြေညာချက်တွေထုတ်တယ်ကျွန်တော်တို့ appreciate လုပ်တယ်ဒါကကျွန်တော်တို့အဲ့အတိုက်ခံကာလမှာသွားခဲ့တဲ့ကျွန်တော်တို့ရဲ့ policy ပါကျွန်တော်တို့တိုင်းပြည်အတွက်ကျွန်တော်တို့ရန်ဖြစ်ဖို့အချိန်မရှိတော့ကျွန်တော်တို့စီစီလုံးလုံးညီညွတ်နဲ့ကျွန်တော်တို့တိုင်းပြည်ကိုပြန်လည်တည်ဆောက်မဲ့အချိန်ရောက်ပါပြီအခုဒီမှာထိုင်နေတဲ့လူတွေအားလုံးရဲ့ရင်းထဲမှာရှိတဲ့ဆန္ဒကျွန်တော်တို့နဲ့တူညီတဲ့ဆန္ဒတက်ကပါတယ်ကျွန်တော်တို့တိုင်းပြည်တည်ရင်အေဂျင့်စီတွေကြပါပြီအားလုံးကလုံကြုံအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင်နေကြပြီဒါကျွန်တော်တို့ပြည်သူရဲ့ဆန္ဒဖြစ်ပါတယ်ဒုတိယအရေးကြီးတဲ့ဆန္ဒပါလေကျွန်တော်တို့ပြည်သူလူထုအားလုံးဟာစီးပွားရေးလုပ်ကိုင်တွေကောင်းပြီးတော့မှအလုပ်ကိုင်အခွင့်အလမ်းတွေနဲ့စီးပွားရေးကောင်းပြီးတော့မှချမ်းချမ်းသာသာနေကြကြပါပြီအားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ချမ်းချမ်းသာသာနေကြပါပြီလက်ရှိအချိန်လေးမှာကျွန်တော်တို့တိုင်းပြည်တည်ငြိမ်အေးချမ်းလုံခြုံဖို့နဲ့ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးနိုင်တဲ့ပါတီကပြည်ခိုင်မျိုးတစ်ခုပဲရှိပါတယ်အဲ့ဒီယုံကြည်ချက်ကြောင့်လေကျွန်တော်ပြည်ခိုင်မျိုးကနေအရွေးခံတာဖြစ်ပါတယ်ဘယ်ပါတီကိုမှဘယ်အဖွဲ့အစည်းကိုမှအထင်သေးလို့ဟလာကျွန်တော်မယုံကြည်လို့စော်ကားလို့ဒီလုံးဝမရှိဘူးကျွန်တော်ရဲ့ခံယူချက်ကိုကျွန်တော်မိဘပြည်သူများသိအောင်ရှင်းလင်းတင်ပြခြင်းဖြစ်ပါတယ်